ရေရတဲ့ခံမှန်းမှုတွေနဲ့ဘဝကိုအလောင်းစားမလုပ်ပါနဲ့တရက်ပြင်ကိုတော့တယောက်သေးစိုက်ပါတရက်တီးကိုတော့ဝေမျှကျွေးမွေးပါပညာရဲ့တန်ဖိုးကိုထမင်းငတ်မှသာတည်တတ်ကြတော့တယ်လှတာမှဘိုင်းငင်မေလို့သွေးမနေနဲ့လူဘဝဆိုတာတခဏလှတာတာလှမတာတာဘိုင်းငင်ရမှာပဲလေယူသားမှုနှူးချမှုကြိုးစားမှုဆိုတဲ့ဂုဏ်တိတ်ခါဘာနဲ့မှမလေးနိုင်ဘူးတေရီတိုင်းတန်ဖိုးထားပါလူပိသားချင်းယူသားဖို့နဲ့စိတ်ကောင်းရှိဖို့လိုတယ်ဆိုတာကိုတော့တည်ထားစေချင်ပါတယ်တီးခန့်ခြင်းဆိုတာတတိတစ်မျိုးဖြစ်တယ်လို့တကူရှိခြင်းတစ်မျိုးလည်းဖြစ်တယ်ဒီလိုဖြစ်ရတာဟာဒီလိုနေခေးလို့ပါသူ့လိုဖြစ်ချင်ရင်သူ့လိုကြိုးစားဖို့အသေးချာဆုံးရင်းနှီးမြှုပ်နှံမှုဟာကိုအားကိုခြင်းပါပဲဒုက္ခဆိုတာကိုယ်တိုင်စိုက်ပျိုးထားတဲ့အပြင်ရဲ့အတီးပဲဖြစ်ပါတယ်တငယ်ချင်းရဲ့စိတ်ထဲမှာဒေါသအမုန်းအာဃာတတွေရှိနေရင်မြူချလိုက်ပါကြိုးစားခြင်းဟာကောက်ယူကိုကြိုးဖြစ်စေနိုင်၏တေးအိမ်ကိုနန်းတော်ဖြစ်စေနိုင်၏လူသားကိုဖျားဖြစ်စေနိုင်၏ကြောင်းပြတ်ခြင်းသည်ဘဝပြတ်ခြင်း၏အစာဖြစ်သည်အမှန်တရားသည်လူအကြိုက်မလိုက်ပါအောင်မြင်ရန်အလုပ်လုပ်ခြင်းမှတပါအခြားအရာမရှိပါအပြောကြီးတာဟာမလုပ်ချင်တာမလုံနိုင်တာကိုဖုံးကွယ်တဲ့နည်းတစ်မျိုးပါပဲအစားထိုးမရတဲ့ဆုံးရှုံးမှုနှစ်ခုသာရှိပါတယ်တစ်ခုကမိဘတစ်ခုကအချိန်ပါပဲတာမန်ဘဝမျိုးထက်တာချင်းရင်တော့မှန်တင်ပြီးကြိုးစားကြရမှာပဲဖြစ်ပါတယ်နောင်တတရားဒီညံ့ဖျင်းသူတို့နဲ့သာသက်ဆိုင်ပါသည်စင်ချေပေးတဲ့ပါဇက်ထမင်းငတ်တတ်သည်အချိန်နောက်ကျတတ်သူဟာဘဝမှာနောက်ကျစမေးပဲအလားဒီအရက်သေးစာထက်ပူဆိုးသည်အလားကိုကြည်မြင်သူရောအလားပိုင်ရှင်ကိုပါမူရစ်စေနိုင်သည်